တော့ကထွန်ရဲ့စားတော့တဲ့လေသမားတယောက်ဟာသူ့အိမ်ကနွားတကောင်ထဘိုးတက်ပြီးတော့ခိုင်းမယ်ဆိုရင်အဲ့ဒီနွားဟာထိုးပြီးတော့အိတ်တယ်ဘယ်တော့မှမောင်းလို့မရဘူးအဲ့ဒီနွားကိုစိတ်မရှိတဲ့အခါကျဘာလုပ်တုံးဆိုရင်လက်တက်ပြီးမောင်းတဲ့အခါနွားကထိုးအိတ်ရှေ့မသွားတဲ့အခါဘာလုပ်တုံးအနားနာမှာရှိတဲ့ကောင်းရိုးပုံကကောင်းရိုးတွေကိုယူပြီးတော့နွားရဲ့လက်ပင်ကိုကောင်းရိုးတွေနဲ့ချီကောင်းရိုးရုံးကြီးတွေနဲ့ချီပြီးတဲ့အခါကျဘာလုပ်လဲဆိုရင်မီးရှို့လိုက်အဲ့ဒီကောင်းရိုးတွေမီးလောင်ပြီးနွားဟာမီးလောင်တာနဲ့သေဆုံးသွားတယ်ဆိုတာသေဆုံးသွားလဲသမားတယောက်ဟာနွားတစ်ကောင်ကိုအဲ့ဒီလိုတတ်ခဲ့တယ်သူကအဲ့ဒီလိုတတ်ခဲ့သည့်အတွက်ကြောင့်ဒီအကုသိုလ်ကအကျိုးပေးတဲ့အခါမှာသူကအပင်ငရဲဘုံရောက်သွားသေးတယ်ငရဲပြန်လွတ်တဲ့အခါကျတော့ဘဝတိုင်းမီးလောင်ပြီးတော့လက်ပင်မှာမိကွင်းစွတ်ပြီးသေရတဲ့ဘဝတွေများတယ်နောက်ဆုံးမှသူ့ဘဝထင်ထင်ရှားရှားဇလန်းပေါ်သွားတာတော့ဘယ်မှာတော့ဆိုရင်ရဟန်းတော်တွေဟာခရီးသွားလာတဲ့အချိန်မှာရွာတရွာကိုရောက်ကြတယ်သူတို့ရောက်သွားတဲ့အချိန်မှာအဲ့ဒီရွာမီးလောင်တယ်မီးလောင်ပြီးတော့တရွာလုံးကျွတ်မီးလောင်သွားတဲ့အခါမှာကြီးငှက်တကောင်ကရွာပေါ်ကနေဖြတ်ပြန်သွားတယ်အောက်ကမီးတွေကလောင်နေတယ်သူကအပေါ်အဖြတ်သွားအဲ့ဒီပြန်သွားတဲ့အချိန်မှာအိမ်ကနေပြီးတော့မီးလောင်တဲ့မိခွင်းလေးတစ်ခုကရှုးကနေတက်ပြီးတော့အဲ့ဒီကြီးကန်းရဲ့လက်ပင်ကိုသွားဆော့နော်ကောင်းကင်ကသူပြန်သွားတဲ့ကြီးကန်းကိုအောက်ကမိခွင်းကတက်ပြီးတော့ဆော့သွားတယ်မဖြစ်နိုင်တဲ့ဟာဖြစ်သွားတယ်ဖြစ်နိုင်ကြအကြောင်းမရှိဘူးသို့တော့ကံကြမ္မာဆိုတာ accident မိခွင်းကြီးကရှုးကနေတက်သွားပြီးတော့ကြီးရဲ့လက်ပင်ကိုသွားဆွမိရဖြစ်တယ်ကြီးကမိခွင်းနဲ့တိုးမိရဖြစ်သွားတယ်အဲ့ဒီအချိန်မှာကြီးဟာမီးလောင်ပြီးတော့သူတို့ရှိမှပဲကြပြီးသေဆုံးသွားတာရဟန်းတွေဟာမြတ်စွာဘုရားနဲ့တွေ့တဲ့အခါရှောက်ကြတယ်ရှင်ဘုရားတပည့်တော်တို့ထူးထူးဆန်းဆန်းရွာမီးလောင်လုံးမိခွင်းတစ်ခုကတက်ပြီးကြီးရဲ့လက်ပင်ဆွတ်ပြီးအဲ့ကြီးဟာသေရတယ်ဘာကြောင့်လဲဆိုတော့မြတ်စွာဘုရားဒီဇလန်းကိုပြန်ဟောတယ်သူဟာလေသမားဖြစ်တုန်းကနွားတစ်ကောင်ကိုဒီလိုတတ်ခဲ့ဘူးတဲ့အဲ့ဒီတတ်ခဲ့တဲ့အကုသိုလ်ကံကြောင့်ဒါအတုံးအလှဲ့ခံရတယ်လို့ဆိုကဲအဲ့လိုခံရတဲ့အခါမှာအမှန်တမ်းကြောက်ဆက်ကောင်းတဲ့ဟာအတုံးအလှဲ့ဆိုတဲ့နေရာမှာသူဟာတစ်ခါတတ်ပြီမဲ့ခံရတာကြခါပေါင်းများစွာခံအဲ့ဒါကြတော့မတရားဘူးလို့များပြောချင်ကြသလားလို့ဆိုနော်လောကရဲ့မျိုးစေ့ရဲ့သဘာဝကိုကြည့်လိုက်တရေစီလေးကိုယ်ဆိုင်တုံးကတစည်းပဲဆိုင်တယ်အသီးသီးတဲ့အခါကျတော့တစ်နှစ်ကိုအနည်းဆုံးတောင်းချီထောင်ချီသီးတယ်စိုက်တာတစည်းပဲသီးတာထောင်ချီသီးတယ်မျိုးစေ့ရဲ့သဘောဟာအဲ့တိုင်းပဲကံကြမ္မာဟာလည်းပဲမျိုးစေ့ဖြစ်သွားမျိုးစေ့ဖြစ်သွားသည့်အတွက်ကြောင့်ကိုလုံးတုံးကတစ်ခါခံရတဲ့အခါခါပေါင်းများစွာခံဒါကြောင့်မို့စိတ်တကောင်တတ်ပြီးတော့စိတ်ကိုလဲလှီးပြီးတော့ဧည့်သည်တွေကိုအခမ်းပြီးတော့ကျွေးလိုက်တဲ့အမျိုးသမီးတယောက်ရဲ့ဘဝဟာစိတ်မွေးနဲ့အမျှစိတ်မွေးနဲ့အမျှဆိုတာအကျိန်မောများစွာလို့ဆိုလိုတာပေါ့ဘယ်သူမှစိတ်မှာဘယ်နှမွေးရှိတယ်လို့ရည်တွက်ထားတာမှမဟုတ်တာနော်အကျိန်မောမြောက်များစွာလို့ဒီလိုပဲလဲလှီးပြီးတော့သေခါသူသေပြီးဆိုရင်လဲပင်ပြတ်ပြီးသေတာစိတ်ကိုလည်းပင်ဖြတ်ပြီးတော့အခန့်ကျွေးမွေးခဲ့တဲ့အမျိုးသမီးတယောက်ရဲ့ကံကြမ္မာအဲ့ဒီလိုကြုံခဲ့ရအဲ့တော့ဘဝမှာကံကြမ္မာဆိုတာဟာအလွန်ကြောက်စရာကောင်းတယ်လို့ဆိုလို့ကံကြမ္မာနဲ့တန်တရားရှိနေတယ်ဗျာဒီကံကြမ္မာတွေကဘယ်သူမှမလုပ်ဘူးလို့သူတို့ဆိုလို့တယ်နော်ကံကြမ္မာတွေကလွတ်နိုင်စွာမရှိဘူးမြတ်စွာဘုရားကအဲ့ဒါကိုဟောတယ်ဥဘောပုံညင်စပပင်စယံမစ္ဆောကုရုတေဣဒဤလက်ရှိဘဝမှာမစ္ဆောလူတယောက်ဟာဥဘောပုံညင်စပပင်စကုသိုလ်လည်းလုပ်တယ်အကုသိုလ်လည်းလုပ်တယ်နှမျိုးလုံးလုပ်တယ်တင်ကြီးတတတကံဟောတိ
သူလုပ်တဲ့ကုသိုလ်ကံအကုသိုလ်ကံဟာသူပိုင်သွားတယ်သူ့အထဲမှာဖြစ်သွားတယ်ဒါပိုင်နေဆိုတဲ့သဘောကဘာလို့ဆိုရင်အစာတစ်ခုကိုစားလိုက်လို့ကိုယ်ပိုက်ထဲရောက်တယ်ကိုနဲ့ပဲပတ်သက်တယ်လေခုနကလှုပ်တဲ့လှုပ်ရဟာလည်းပဲကိုယ်တဏ္ဍာမှာဖြစ်တဲ့အတွက်ကြောင့်ကိုယ်နဲ့ပဲသက်ဆိုင်တယ်သူများနဲ့မသက်ဆိုင်ဒါဟုတ်ဆိုလို့လေတင်ကြီးတတ္တတက္ကံဟောဒီဒါသူနဲ့သာသက်ဆိုင်သွားပြီသက်ဆိုင်တာကိုပြောတာနော်သက်ဆိုင်တာဆိုတာ responsible ကိုလို့ရင်ကိုပဲဥပမာလူတယောက်ဟာလူသတ်မှုသွားကျူးလွန်တယ်ကျူးလွန်ရင်ဒီပြစ်မှုကသူစီလာသူနဲ့ပတ်သက်တာဒါ responsible ကိုပြောတာတင်ကြီးတတ္တတက္ကံဟောဒီအဲ့ဒီသူလုံးလိုက်တဲ့အလုပ်ဟာသူနဲ့သာပတ်သက်ပြီးတော့သွားတယ်တင်စအာရာယခိစ္စတိဘဝခရီးကိုထွက်ရတဲ့အခါမှာဒီဘဝသိဆုံးသွားရင်အဲ့ဒါသူ့နောက်ကပါသွားမယ်လို့ဆိုတင်စတအနုကံဟောတိဆာယဝအနပ္ပါယိကိုလှုပ်တဲ့ကောင်းမကောင်းကံတွေဟာကိုယ်နဲ့အတူတကွာပါလာမှာတဲ့ဘဝတန်တရားရှောင်ပြေးလို့မရဘူးကိုလှုပ်ခဲ့တဲ့အလုပ်ဟာကိုယ်နဲ့အတူပဲရှိနေတယ်အမြဲတမ်းကိုယ်နဲ့အတူတကွာရှိနေသည့်အတွက်ကြောင့်လူတွေဟာတယောက်နဲ့တယောက်မတူညီတဲ့သဘောတွေအသက်တိုးတဲ့လူကတိုးအသက်ရှည်တဲ့လူကရှည်ရုပ်ချောတဲ့လူကချောရုပ်ဆင်းရဲတဲ့ကျုပ်ဆိုးတဲ့လူကဆိုးပစ္စည်းဥစ္စာပေါ်တဲ့လူကပေါ်တယ်ဆင်းရဲတဲ့လူကဆင်းရဲတယ်ဆိုတဲ့ကွဲပြားခြားနားမှုတွေဟာဘယ်ဘုရားသခင်ကဖန်ဆင်းတာမှမဟုတ်ဘူးကိုယ်တိုင်လုပ်တာဘုရားသခင်ဖန်ဆင်းရင်ဘုရားသခင်အပြစ်တင်နေကြအောင်မယ်အခုအပြစ်တင်စရာမရှိဘူးဘယ်သူမပြုတ်မိမိကံကြမ္မာနဲ့တန်တရားဆက်ဆက်နေတယ်ဆိုဒီအမြင်မျိုးအဲ့တော့ဒီအမြင်မျိုးမြင်ထားခြင်းအပြင်ငါလုံးလို့ငါဖြစ်တာဆိုရင်ကိုယ့်ကိုယ်ပဲအပြစ်တင်မှုရှိတယ်လူကကိုယ့်ကိုယ်ကြတော့အပြစ်မတင်ဘူးနော်လူဆိုတဲ့သဘောတရားတွေဟာတော်တော်ထူးဆန်းတယ်လူတွေဟာတော်အံ့စရာကောင်းမတော်တဆပကံလေးတစ်ခွက်ကိုယ်ချောင်ကြကွဲတယ်ဆိုရင်မတော်လို့တဲ့သူများကြောင့်ကြကွဲရင်နမောနမဲနိုင်တယ်လို့အပြစ်တင်နော်ဒီပကံလေးတစ်လုံးမှမနိုင်ရဘူးလားကြကွဲရမလားဆိုအပြစ်တင်ကိုယ်ကြတော့ဘာဖြစ်လဲမတော်လို့ကိုယ်ကြတော့ခွင့်လွှတ်ပြီးသားဖြစ်နေတယ်မတော်လို့ဆိုတဲ့ပုံမှန်နဲ့ခွင့်လွှတ်လိုက်တယ်ဟိုကြတော့နမောနမဲနိုင်တယ်ဆိုပြီးစွဲချက်တင်တယ်အဲ့ဒီလိုလူရဲ့သဘာဝအဲ့တိုင်းပဲအေးဒါကြောင့်မလို့လူတွေဟာကိုလှုပ်သမျှကိုပဲခံတယ်ဘယ်သူမှပြစ်တင်ကြမရှိဘူးအဲ့ဒါကြောင့်မို့ဘာလုပ်ရမလဲလို့ဆိုလို့ရှိရင်ကောင်းတဲ့အလုပ်နဲ့မကောင်းတဲ့အလုပ်ကွဲပြားခြားနားဆိုတာသိရမယ်